ရန်ကုန်မြို့လေဟိုတယ်ကလူတက်မှုကျူးလွန်သူ2ဦးမှာ10ကျော်သက်အရွယ်ရီးစားစုံတွဲဖြစ်နေပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ9ရက်ကရန်ကုန်မြို့ပန်းပဲတန်းမြို့နယ်32လမ်းရှိ Beauty Land Hotel မှာအသက်20အရွယ်မစုမြတ်ဝင်းတေဆုံးတဲ့အလောင်းတွေ့ရှိခဲ့တာပါ။ကျူးလွန်သူတွေကတော့18နှစ်အရွယ်အောင်ခန့်ကျော်စင်ဖြစ်ပြီးတာကေတမြို့နယ်အမှတ်9အရှိရက်ကွက်ကပါသူရီးစားကဗဟန်းမြို့နယ်အရှိရွှေကုန်းတိုင်ရက်ကွက်အောင်ချမ်းသာအိမ်ယာနေအသက်18နှစ်အရွယ်ရှိအေးမွန်အောင်ဖြစ်ပါတယ်။အောင်ခန့်ကျော်စင်ဟာဂိမ်းအလွန်အကျွံကစားခြင်းလူသက်အလောင်းဖြောက်သည့်နိုင်ငံခြားဇလံတွဲများအားအလွန်အကျွံကြည့်ရှုလေးရှိသူပါ။အဲဒါကြောင့်အောက်တိုဘာ9ရက်မှာမစုမြတ်ဝင်းကိုအတူပျော်ပါဖို့အခင်းဖြစ်ဟိုတယ်ကိုချိန်ဆခဲ့ပါတယ်။ပြီးတော့အသင်းပါလာတဲ့စတီဒါနှစ်ချောင်းနဲ့သူအမြဲကြည့်ယူနေတဲ့လူသက်ဂိမ်းတွေကအတိုင်းလှုပ်ဆောင်ပါတော့တယ်။မစုမြတ်ဝင်းကိုရက်ဆက်စွာတက်ဖြတ်ပြီးဝမ်တွင်းကလီစာများနဲ့ဝဲဘက်ပေါင်သားတွေကိုဖျက်ထုတ်ပါတယ်။ပြီးတော့မှရီးစားဖြစ်တဲ့အေးမွန်အောင်ကိုဖုံးဆက်ခေါ်ပြီးပေကျန်နေတဲ့သွေးတွေအမိုက်တွေကိုရှင်းလင်းခိုင်းပါတယ်။အားလုံးပြီးတော့အလောင်းကိုထုတ်ပြီးဟိုတယ်အပြင်ဘက်အဲ့ရကုန်းပေါင်ပေါ်တင်ထားလိုက်ပါတယ်။ဒီဖြစ်စဉ်ကြောင့်အောင်ခန့်ကျော်စင်နဲ့အေးမွန်အောင်တို့တမီးရီးစားစုံတွေကိုအေးအေးယူဖို့ဆောင်ရွက်နေပါတယ်။